စစ်သူရေးစားရှိပေမဲ့တိုးသိမ်းစွာဖြတ်တန်းနေလို့တိတ်ခါအရှိဆုံးမင်းသမီးတွေအဖြစ်ချီကျူးခံနေရတဲ့အပြိုကြီးမင်းသမီး၄ယောက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ခေတ်ကြီးမှာလူမှုကွန်ရက်ပေါ်မှာဖွင့်ကြည့်လိုက်ရင်စစ်သူရေးစားရတာနဲ့ကဘာတိအောင်ကြီးညာမောင်းခတ်ပြီးတော့ဟော့ရန်ရန်နေထိုင်တတ်ကြတာကိုမကြာခဏတွေ့မြင်နေရပါတယ်ဒါပေမဲ့အနုပညာလောကမှာကိုယ့်ရဲ့အခြေရေးကိုတိတ်တဆိတ်ထိန်းသိမ်းပြီးတော့အနုပညာနဲ့သိက္ခာကိုပဲဦးစားပေးနေကြတဲ့ဘိုင်းကောင်ကြောက်ဖိမင်းသမီးလေးတွေကလည်းရှိနေပါသေးတယ်ဒီနေ့မှာတော့ရေးစားရှိရတောင်အနေထိုင်သူသိလွန်းလို့ပရိသတ်တွေကလေးစားချီးကျူးနေရတဲ့ဂုဏ်သိက္ခာအရှိဆုံးမင်းသမီး၄ယောက်အကြောင်းကိုပြပြပေးသွားမှာပါနံပါတ်၄ခင်ဝင်းပါပထမဆုံးပြောချင်တာကယောက်ျားလေးပရိသတ်တွေရဲ့အသေးဆွဲချစ်စရာအကောင်းဆုံးမင်းသမီးလေးခင်ဝင်းပါအလှမေလောကကနေတရုတ်ဆောင်ဘက်ကိုကူးပြောင်းလာတဲ့သူမကရုပ်ရည်ရောခန္ဓာကိုယ်ပါပြည့်စုံလွန်တာကြောင့်သူမရဲ့အချစ်ကိုလိုချင်တဲ့သူတွေဒုနဲ့တေးပါပဲတခြားမင်းသမီးတချို့သာဆိုရင်ဒီလိုအခြေအနေမှာရေးစားထဲလဲတွဲပြီးတော့သတင်းတွေထွက်နေလောက်ပါပြီဒါပေမဲ့ခင်ဝင်းဝါကတော့သူမရဲ့ဘဝမှာအချစ်ရဆုံးသူအဖြစ်အင်တာနက်ကောအဖွဲကအဆိုရောဟန်နီတာတယောက်တည်းကိုပဲရွေးချယ်ထားပါတယ်သူတို့ချစ်သူတတန်ကြာမြင့်နေပြီဖြစ်ပေမဲ့ပရိသတ်တွေမျက်စိနှောက်လက်အောင်ရိုးပြတာမျိုးလူလုံးထွက်ပြတာမျိုးလုံးဝမလုပ်ပါဘူးခင်မွန်းမာကရေးစားရှိပေမဲ့မိခင်နဲ့အမဖြစ်သူအတွက်အားကိုးရတဲ့သမီးလိမ္မာလေးအဖြစ်ရပ်တည်နေတာကတကယ်ကိုချီးကျူးစရာပါနံပါတ်3ဖွေးဖွေးတတိယတယောက်ကတော့အကယ်ဒမီဆုတွေများစွာပိုင်ဆိုင်ထားတဲ့ထိပ်တန်းမင်းသမီးဖွေးဖွေးပါသတင်းတွေအရဖွေးဖွေးရဲ့ချစ်သူကမတ်မြန်မာနဲ့အေယာဝတီဘန်ဥက္ကဋ္ဌဦးစောစောရဲ့သားဖြစ်တယ်လို့ရေပန်းစားနေတာပါပုံမှန်အားဖြင့်ဒီလောက်ချမ်းသာကြွယ်ဝတဲ့အတိုင်းဝိုင်းနဲ့ပတ်သက်ခွင့်ရရင်မန်တပ်တိုင်တက်ပြခြင်းကြမှာပါဒါပေမဲ့ဖွေးဖွေးကတော့လုံးဝမကြွားပါဘူးသူမဟာချစ်သူရှိပေမဲ့ဘဝကိုပေါ်ပါလွတ်လပ်စွာနဲ့ဖြတ်သန်းနေအလုပ်ကိုပဲဇောက်ချလုပ်ကိုင်းတယ်လို့ပရိုက်တာအလူတန်းတွေမှာလည်းပျော်မွေ့နေတတ်ပါတယ်ငွေကြေးကုန်ထက်အနုပညာကုန်ကိုပဲတန်ဖိုးထားတဲ့သူမရဲ့စိတ်ဓာတ်ကလေးစားစရာကောင်းပါတယ်။နံပါတ်2ရွှေသမီးဒုတိယနေရာမှာတော့စိတ်ထားဖြူစင်တဲ့မန္တလေးသူလေးရွှေသမီးပါဝင်ပါတယ်။သူမကအနေထိုင်အေးစိတ်တည်ငြိမ်ပြီးတော့ဟော့ရန်ရန်မရှိပါဘူး။ဆိုပြတဲ့စဉ်မင်္ဂလာဆောင်တုန်းကသူတို့သမီးရဲ့ဂါဝင်ကိုမနိုင်မနှင်းလိုက်တဲ့ပြီးခဲ့တဲ့ပုံရိပ်ကိုကြည့်ရင်သူမရဲ့စိတ်ထားဘလောက်ကောင်းလဲဆိုတာသိတာပါတယ်။ရွှေသမီးကလည်းထိတ်တန်းစီးပွားရေးလုပ်ငန်းရှင်တတိတဦးနဲ့ကြိုက်နေတယ်လို့သတင်းထွက်နေပေမဲ့ဘယ်တော့မှကြွားလုံးထုတ်တာမတွေ့ရပါဘူး။ကိုရဲ့ချစ်သူကဘလောက်ချမ်းသာတယ်ဆိုတာထက်ကိုဘလောက်ယဉ်ကျေးသိမ်မွေ့တယ်ဆိုတာကိုသက်သေပြနေရဲ့မင်းသမီးလေးပါနံပါတ်1ရတနာဘုံနောက်ဆုံးနံပါတ်1ကတော့ရတနာဘုံပါသူမကလည်းရွှေသမီးလိုပဲမန္တလေးသူဖြစ်ပြီးအနေထိုင်တည်ငြိမ်အေးဆေးပါတယ်လက်ရှိမှာတသစ္စာမင်းသားရှိန်တင်ထူးနဲ့ချစ်ကြိုက်နေပေမဲ့ပရိသတ်တွေမျက်စိနှောက်အောင်ပုံနေတင်တာဒရမာခင်းတာမျိုးတွေလုံးဝမရှိပါဘူးအနုပညာလောကတွေကချစ်သူချင်းဖြစ်ပေမဲ့မြန်မာမိန်းကလေးပြီးသားစွာထိမ့်သိမ့်နဲ့နေထိုင်တာကြောင့်လူကြီးလူကောင်ဆန်တယ်လို့ချီးကျူးခံရတဲ့သူဖြစ်ပါတယ်ဒီမင်းသမီးလေးယောက်ရဲ့တူညီတဲ့အချက်ကဂုံသိက္ခာကိုတန်ဖိုးထားကတိုးသိစွာနဲ့နေထိုင်တတ်ခြင်းမှာပဲရေးစားရှိတာအပြစ်မဟုတ်ပေမဲ့အချိန်မတန်ခင်မှာအလွန်ကြော်ပြတာမျိုးမလုပ်ပဲကိုယ့်ရဲ့သိက္ခာကိုထိမ့်သိမ်းနေထိုင်တာကမျိုးဆက်သစ်တွေအတွက်အတူယူစရာကောင်းပါတယ်ကဲပရိသတ်ကြီးရေးစားရှိပေမဲ့အနေထိုင်သူသိပ်ပြီးတော့ဘိုင်းကောင်းကြောက်ဖိနိုင်လွန်နဲ့ဒီမင်းသမီးလေးယောက်ထဲမှာဘသူကိုအချစ်ဆုံးနဲ့အားပေးဆုံးလဲပရိသတ်ကြီးတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါဦးနော်ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်